ပတ်ချီ TDN ဆော့လို့တစ်ခါတည်တိုင်းဒီမှာမြင်တဲ့အတိုင်းဒီ UC ရေကုတ်ထည့်ထားတဲ့ NSC ချစ်တွေကိုမြင်တဲ့အတိုင်းဇာနီးရဲ့ fan box တွေကိုဒီလိုမျိုးထည့်သွားမှာပဲဖြစ်ပါတယ်ဒီလိုမျိုးအလုပ်လုပ်လဲဆိုတော့အရှိရ diamond တက်တွေလိုမျိုးပဲဒီလိုမျိုးဖုံးသားကိုကတ်လိုက်တဲ့အခါကျရင်ဟိုဒီကြလာတယ်ဒီလိုမျိုးအလုပ်လုပ်ပါတယ်ဆိုတော့ပွဲရတော့စပြီဗျာကျွန်တော်မပြောလိုက်ရအောင်ဒီကျွန်တော်ကေးရရင်တော့ကျွန်တော် like follow လုပ်ပြီးfollow အောင်အဓိကလုပ်ပြီးရပြီကဲဆိုတော့ကျွန်တော်တင်တော့မြင်တဲ့အတိုင်းပဲပေါ့နော်ဒီကောင်လေး alright ကျွန်တော်ပတ်ချီပြန်ဆော့နေပြီဗျ string တွေလည်းပြန်လုပ်နေပါတယ်အရင်ကတော့ဆော့ဖြစ်တယ်အခုနောက်ပိုင်းတကယ်ချင်းနေမရှိရလို့မဆော့ဖြစ်တော့တာဗျအရင်အကြိုင်တော့မဟုတ်ပေမဲ့နော်နည်းနည်းပပတော့ကျမ်းပါကျမ်းပြမယ်ကျမ်းပြမယ် okay 1k ရပြီ 1k ရပြီ like and follow guys ကျွန်တော်အားလေးပဲတောင်းဆိုပါရယ်အေးတက်ပြစ်တာမညှို့တာမရဘူးအာ1k ပဲရပြီတော့ကွက်လေးနေပါပြန် train ရမယ်ကုတ်ကတော့ညင်နေနော်မတက်ကြီးရဲ့ပြီမြန်မာလိုကြီးဖြစ်နေတယ်နည်းလေးပြန် train ရဒီမှာကျွန်တော်ထိုင်ထားကွက်ဒီပါရရှောက်ကောင်းလိုက်လားကိုဘကောင်းနေကောင်းလိုက်လားလေအလေထိုင်ထားကွက်လေးအာကြည့်ကုန်လေကြည့်ကုန်လေအာ what the hell ကောင်းလိုက်တာမြန်မာလူကြီးဟိုကောင်မြန်မာလူကြီးကြောင်ကြီးထိအောင်မပြည့်ဘူးအကောင်ဘောလာမသိမြန်မာလူအကွက်ဒီမြန်မာလူအကွက်ဒီချောက်ရောက်ကြည့်မရှိတော့ကြည့်မရှိတော့တက်ခန်းလေးပြပါလက်ကကျွန်တော်ကောင်းမှပျောက်သွားတယ်ဒီဆက်တုံးနဲ့ဘလို့တက်ခါအေးလားတော့ကောင်သေးပါ M41 စီအလေမြန်မာလူအကွက်ဒီမြန်မာလူအကွက်ဒီအေးနဲ့စော်ကြီးချက်တကောင်အလေဒါပဲ final ဟောဘယ်လိုယူရတာကျွန်တော် MVP တော့မရဘူးဆိုတော့ကျွန်တော်တေတာတော့၄ကတည်ပေါ့နော်ပြောတဲ့ဂတိတိုင်းပဲဆိုတော့ဒါနီးရဲ့ fan အတွက်ပဲနဲ့တော့လေးဆိုတော့ကျွန်တော်ကေးရတော့9ကရတယ်ပေါ့နော်အဲဒါကြောင့်9ကပြောလိုက်မယ် like and follow 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 guys ဒီမှာမြုပ်ထားတဲ့ချစ်တွေမှာ UC 1000ထည့်ထားပါတယ်တကယ်လို့ကိုကဒီ challenge တွေကို join နေတယ်ဆိုရင်ကျွန်တော် follow လုပ်ထားပြီးတော့ချက်ပေါက်လေးတစ်ချက်ဖွင့်ပေးထားပါကျွန်တော်ကတော့ဇာနီဖြစ်ပါတယ်